အားလုံးပဲမင်္ဂလာပါ Handmade Holic Channel လေးကနေကြိုဆိုပါရစေ Channel လေးကိုဝင်ရောက်ကြည့်ရှုသူတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ပန်းပွင့် dream catcher လေးထိုးပါမယ် crochet နဲ့ dream catcher ပုံလေးထိုးပါမယ်အဲ့ဒီအတွက်မို့သူ့ကိုဒီဟာက9လက်မကော်ကွင်းလေးပါ9လက်မကော်ကွင်းလေးရဲ့ချီက3 ply ချီလေးတွေသုံးထားပါတယ်3 ply ချီလေးရဲ့အက 2.5 mm သုံးပါတယ်ပြီးတော့လက်ချုပ်တန်အခလေးရဲ့နောက်မှတ်ဖို့အတွက်ကိုအခုအရာလေးတွေပေးဖို့အတွက်ကိုဒါချီပန်းထိုးရင်သုံးတဲ့ပေါ်ပင်လေးပါပြီးတော့ဒါကအကက်ကြီးလေးရဲ့လိုပါမယ်ချီလေးကအခု dream catcher အောက်ခံအဝိုင်းလေးအောက်ခံအဝိုင်းလေးနဲ့ဒီကွင်းမှာရစ်ဖို့အတွက်ကိုဒီကာလာလေးဒီအရောင်လေးသုံးထားပါတယ်ကျန်တာကတော့ပန်းပွင့်လေးတွေထိုးဖို့ပါပန်းပွင့်နဲ့အရွက်ကလေးတွေထိုးဖို့ပါအဲ့တော့အရင်ဦးဆုံးသူ့ကိုအလဲကောင်အဝိုင်းလေးအတွက်ကိုစထိုးပါမယ်ဒီအလဲကကွန်ရက်ဖြစ်မဲ့ကွန်ရက်ထားမယ်ဒီအလဲကကွန်ရက်ဖြစ်မဲ့အဝိုင်းလေးစပြီးတော့ထိုးမယ်အဲ့တော့အရင်ဦးဆုံးသူ့ကိုဒါလေးကို magic ring လေးနဲ့အခုဘက်နောက်ခံထားမဲ့ချီလေးကို magic ring လေးစယူမယ်ဆိုရင်ဒီလိုမျိုးတစ်ခါယူလိုက်တယ်ယူပြီးသွားရင်ဖော်မီလေးတဲ့နဲ့3ခုဖော်မီ3ခုရဲ့ခြားထဲမှာဖော်မီတစ်ခုခြားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တစ်ခုထိုးလိုက်တယ်အလုံးပေါင်း4ချက်ထိုးတယ်4ချက်ထိုးပြီးဆိုလို့ရှိရင်တိုင်လေးတစ်တိုင်တရက်တိုင်လေးထိုးမယ်ဒီစီလေးထိုးမယ်ဆိုရင်ဒီစီလေးတစ်တိုင်ထိုးတယ်အဲ့ဆိုလို့ရှိရင်အခုဒီ magic ring နဲ့မှာသူကဟိုလေတရက်တင်တိုင်လေးဒီစီလေး17တိုင်အားလုံးပေါင်း17တိုင်ဒီဟာနဲ့ဆို12တိုင်ဖြစ်သွားမယ်အဲ့တော့ဒီစီ17တိုင်ထိုးမယ်ဂျားထဲမှာဖော်မီတစ်ခုစီခြားပြီးတော့တရက်တင်တိုင်လေးတွေ17တိုင်ထိုးပါမယ်ခုဒါဆိုရင်ဖော်မီတစ်ခုခြားလိုက်တယ်ခြားပြီးသွားရင်တရက်တင်ပြီးသွားရင်ဒီထဲဘက်သွားမယ် magic ring နဲ့ကိုသွားမယ်ချီတစ်ခါကောက်တယ်အဲ့ဆိုရင်အပေါ်မှာ3ပင်ရမယ်နောက်တစ်ချိန်ချီကောက်တယ်2ပင်ဖြုတ်တယ်နောက်တစ်ချိန်ချီကောက်တယ်2ပင်ဖြုတ်တယ်အဲ့ဒီနေ့တိုင်းပဲ17တိုင်ထိုးပါမယ်ဆိုရင်ဖမီတစ်ခုချတယ်အဲ့ဒီထဲပဲသွားမယ်ဆိုရင်1နဲ့3တိုင်အလုံး17တိုင်ထိုးပါမယ်အဲ့ဆိုရင်တိုင်ရှည်လေးတရက်တိုင်ရှည်လေး17တိုင်ထိုးပြီးပြီဆိုလို့ရှိရင်နောက်ဆုံးဖမီလေးတစ်ချက်ထိုးလိုက်ဖမီတစ်ချက်ထိုးပြီးဆိုလို့ရှိရင်သူ့ရဲ့အခုဒီကြိုးလေးကိုကွင်းရှင်လောက်ထားတဲ့ကြိုးလေးကိုဆွဲပြီးတော့အဝိုင်းလေးကိုပိတ်လိုက်လို့ရပြီအဝိုင်းလေးကိုပိတ်ပြီးသွားပြီဆိုရင်တော့သူ့ကိုအခုပထမဆုံးထားတဲ့ဖမီပထမဆုံးထိုးခဲ့တဲ့ဖမီ3ခုရဲ့အပေါ်ဆုံးမှာသွားပြီးတော့ချက်ကော်လေးနဲ့ပိတ်သူ့စိုက်ကယ်လေးဖြစ်သွားအောင်ဆော့ဝိုင်းလေးဖြစ်သွားအောင်ချက်ကော်လေးနဲ့ပိတ်လိုက်တယ်ဒါဆိုလို့ရှိရင်သူကအားလုံးပေါင်းဒီမှာ12တိုင်စာရမယ်ဖမီတစ်ခုစီခြားထားပြီးတော့တိုင်လေး12တိုင်စာရမယ်ဒီအလဲဟာဖမီ3ခုပါအပါဒါဆိုရင်12တိုင်ဖြစ်မယ်12တိုင်ဖြစ်သွားဆိုလို့ရှိရင်နောက်ထပ်ဒုတိယအတန်းအတွက်ကိုကကြတော့သူဖမီလေး5ခုထိုးပါမယ်1နဲ့3 4 5ဖမီ5ခုထိုးမယ်ထိုးပြီးဆိုလို့ရှိရင်အခုသူကဒီအလဲကခြားထားတဲ့ဖမီထဲမှာသွားပြီးတော့တိုင်တိုးလေးသွားပြီးတော့ထိုးမယ်ဆိုရင်ခြားထဲမှာဖမီ5ခုခြားမယ်ဖမီ5ခု1နဲ့3 4 5ဖမီ5ခုထိုးပြီးရင်အလဲကခုဒီမှာဖမီတစ်ခုခြားထားတဲ့အထဲမှာသွားပြီးတော့တိုင်တိုးလေးထိုးမယ်အဲ့ဒီတိုင်းပဲဒီမှာဆက်ထိုးမယ်အားလုံးပေါင်းဒီလိုအခုံးလေးတွေဒါဒီလိုအခုံးလေးတွေ12ခုံးရပါမယ်အဲ့ဆိုအကုန်လုံးဒီမှာပတ်ပြီးတော့ထိုးမယ်အားလုံး12ခုရပါမယ်အဲ့ဆိုအခုဒီမှာထိုးတာ12ခုနောက်ဆုံး12ခုမြောက်နောက်ဆုံး12ခုမြောက်မှာသူ့ကိုဖမီလေး3ခုပဲထိုးမယ်ဖမီ3ခုထိုးပြီးပြီဆိုလို့ရှိရင်တရက်တိုင်လေးနဲ့အခုဒီစားခဲ့တဲ့နေရာလေးရှိတယ်ခုဒီမှာပထမဆုံးစားခဲ့တဲ့နေရာထဲမှာတရက်တိုင်လေးတော့ထိုးလိုက်တယ်
ဆိုရင်တရက်တိုင်လေးနဲ့ထိုးလိုက်တယ်ဒါဆိုလို့ရှိရင်သူ့ဘာအပါဆိုအားလုံးပေါင်းဒီခုံးလေးတွေ12ခုံရှိမယ်ဆိုရင်ဒါလေး12ခုံရှိမယ်ဆိုဒုတိယတန်းမှာchain လေး5ခုစီနဲ့12ခုရမယ်တတိယတန်းလည်းအဲ့တိုင်းပဲဒီနောက်တစ်တန်းမှာလည်းဖွန်မီ5ခုနဲ့ထိုးမယ်1 2 3 4 5ဖွန်မီ5ခုထိုးပြီးဆိုလို့ရှိရင်အခုဒါကဒီပထမတစ်ခုံရပြီဆိုဒီတစ်ခုံပေါ်မှာသွားမယ်ဒီတစ်ခုံမှာတိုင်တိုးလေးသွားထိုးမယ်ဆိုရင်ဖွန်မီ1 2 3 4 5ဖွန်မီ5ခုထိုးပြီးဆိုလို့ရှိရင်သူဖေကဒီကျက်ဆံမီခုံထဲမှာသွားမယ်တိုင်တိုးလေးသွားထိုးမယ်ဆိုရင်1 2 3 4 5ဆိုတော့တစ်ခုံးမှာသွားမယ်အဲ့ဒီတိုင်းပဲကျန်တဲ့ဒီဖွန်မီအခုံးတွေမှာလည်းအားလုံးပြန်သွားမယ်ဒီနားထိရောက်တဲ့အထိပြန်သွားမယ်အားလုံးသူလည်း12ခုရှိမယ်ဒါဆိုရင်အခုဒီတန်းမှာလည်း12ခုအခုံးလေး12ခုထိုးပြီးဆိုတော့နောက်ဆုံးတစ်ခုံးမှာဖွန်မီက3ခုထိုးမယ်1 2 3နောက်ဆုံးတစ်ခုမှာဖွန်မီ3ခုထိုးပြီးရင်တရက်တိုင်လေးနဲ့အခုဒီမှာစားခဲ့တဲ့နေရာရှိတယ်ဒီထဲကိုသွားပြီးတော့တရက်တိုင်လေးနဲ့သွားထိုးမယ်ဒါဆိုရင်တတိယတန်းလည်းပြီးသွားပြီတတိယတန်းလည်းပြီးတော့ဒီလိုပန်းပွင့်ပုံလေးရပြီဒါဆိုနောက်တစ်တန်းမှာသူ့ကိုဖွန်မီ9ခုထိုးပါမယ်1 2 3 4 5 6 9သူ့ဖွန်မီ9ခုထိုးမယ်ဒီမှာသွားပြီးတော့ပိတ်မယ်ဆိုရင်တိုင်တိုလေးနဲ့ဒီမှာသွားတွဲမယ်ဖွန်မီ1 2 3 4 5 6 9ခုရပြီဆိုရင်ဒီမှာသွားမယ်အဲဆိုဒီတန်းမှာဖွန်မီ9ခုစီနဲ့လိုက်ထိုးမယ်ဒီအစကိုပြန်ရောက်တဲ့အထိဆိုရင်12ခုအရင်ဆုံးစထိုးထားမယ်အဲဆို12ခုထိထိုးပြီးသွားပြီဆိုလို့ရှိရင်အခုနောက်ဆုံး12ခုမြောက်မှာ1 2 3ပြီးရင်သူ့ကိုတရက်ဒီမှာသွားပြီးတော့စားခဲ့တဲ့ထဲမှာသွားပြီးတော့ထိုးမယ်ဆိုတရက်တိုင်လေးထိုးလိုက်တယ်ဆိုရင်ဒီတန်းလည်းပြီးသွားပြီ1 2 3 4 4တန်းအထိပြီးသွားပြီဆိုရင်5တန်းမြောက်ကိုလည်းသူ့ဖွန်မီလေးတွေ9ခုနဲ့ပဲအခုဒီအောက်မှာလိုပဲဖွန်မီ9ခုနဲ့ဆက်ထိုးမယ်1 2 3 4 5 6 9ထိုးပြီးသွားရင်ဒီမှာသွားမယ်ဆိုရင်1 2 3 4 5 6တော့တွဲမယ်အဲဆိုဒီတန်းလည်းအဲ့ဒီတိုင်းပဲဆက်ထိုးမယ်အစားထိပြန်ရောက်တဲ့ကျိုးဆက်ထိုးပါမယ်အဲဆိုရင်12ခုထိထိုးပြီးဆိုလို့ရှိရင်ဒီနောက်ဆုံးမှာဖွန်မီ3ခုထိုးမယ်1 2 3ဖွန်မီ3ခုထိုးပြီးတော့တရက်တင်ဒီမှာစားခဲ့တဲ့ထဲမှာအတိုင်းလေးမှာတော့ထိုးမယ်အဲဆိုရင်အခုဒီတန်းပြီးဆိုလို့ရှိရင်နောက်ဆုံးတန်းကိုတော့သူဖွန်မီလေး6ခုထိုးပါမယ်ဖွန်မီ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
ကိုထိုးပြီးရင်ဒီမှာတော့ပြီးတော့တိုင်လေးနဲ့တိုင်တူလေးနဲ့တွဲမယ်တဲ့နဲ့3 4 6 8 9အဲဆိုဒီတန်းမှာ9 စီလိုက်တွဲပါမယ်အဲဆိုရင်အစားပြန်ရောက်တဲ့အထိကိုထိုးပါမယ်ဆိုတော့17ခုထိထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီနောက်ဆုံးအတွက်ကိုဖွန်မီ1နဲ့3 4ခုထိုးပြီးရင်တိုင်ဟာ1ရက်2ရက်တင်လိုက်ပြီးတော့မှအခုဒီတိုင်မှာဒီမှာသွားပြီးတော့2ရက်တိုင်လေးနဲ့သွားထိုးမယ်2ပင်ဖြုတ်မယ်နောက်ဆုံး2ပင်ဖြုတ်ဆိုလို့ရှိရင်အခုဒီအဝိုင်းလေးအလဲကကွန်ရက်တော့ကိုဒီအဝိုင်းလေးရမယ်အခုသူ့ရဲ့ဒီ9လမကွင်းလေးထဲမှာသူ့ကိုသွားပြီးတော့ထည့်ကြည့်မယ်
ဒါလေးထိုးတဲ့ခါကျလို့ရှိရင်သူကလိုဆွဲတင်းလိုက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီကနေတွဲပြီးတော့လိုက်ဆွဲပြီးတော့ထိုးလိုက်မှဆိုတော့ကိုရဲ့ဒီဟာလေးကိုဒီလောက်ထိဆွဲဆန့်လို့ရတယ်ဆိုတော့သူက3ပုံ2ပုံစာလောက်ပဲထိုးထားတယ်3ပုံ2ပုံစာလောက်ထိုးပြီးသွားရင်သူဆွဲလိုက်မှမဟုတ်လို့ပါဆွဲပြီးဒီမှာလိုက်တွဲမှဆိုတော့အခုဒီဟာတိုင်းခဏထားထားလိုက်တော့မယ်သူ့ကိုဖြတ်လို့အစတက်ပြီးတော့ဖြတ်ထားလို့ရပြီစီပွန်လေးကတ်ချင်တာဆိုတော့ဒီနေ့စီပွန်လေးထိုးပါမယ်နင်းစီပွန်အတွက်ကိုအောက်ခံဖွန်မီလေး25ခုထိုးပါမယ်အဲဆိုရင်ဖွန်မီ25ခုထိုးထားတယ်25ခုထိုးပြီးရင်တစ်ခုကိုကြော်မယ်အခုဒီသူ့ရဲ့ကက်ရက်မှာရှိတဲ့ဖွန်မီတစ်ခုကိုကြော်မယ်တစ်ခုကိုကြော်ပြီးတော့ဒုတိယတစ်ခုမှာသွားပြီးတော့တိုင်တိုလေးထိုးမယ်အဲဆိုရင်တစ်ခုကြော်ပြီးတော့ဒုတိယတစ်ခုမှာတိုင်တိုလေးသွားထိုးမယ်အဲ့တော့အားလုံးပေါင်းတိုင်တို24ခုရှိပါမယ်ဆိုရင်သူဖေကဖွန်မီမှာလည်းတိုင်တိုလေးထိုးမယ်အားလုံးတိုင်တို24ခုထိုးမယ်ဆိုဒီအဆုံးထိကိုဒီဆုံးထိကိုတိုင်တို24ခုထိုးပါမယ်အဲဆိုအားလုံးတိုင်တိုက24ခုအဆုံးထိ24ခုထိုးပြီးဆိုလို့ရှိရင်သူ့ဖွန်မီအားတင်းနဲ့3နောက်တစ်တန်တော့ကိုဖွန်မီ3ခုထိုးမယ်တစ်ဖက်လှည့်မယ်တစ်ဖက်လှည့်ပြီးသွားပြီဆိုလို့ရှိရင်တိုင်တိုလေးတစ်ခုကြော်ပြီးတော့တစ်ခုကြော်စီနဲ့ဖွန်မီလေးတွေကိုဒီမှာတိုင်တိုလေးသွားတွဲမယ်အဲဆိုသူဒီကက်ရက်ကိုကြော်ပြီးတော့ဒုတိယတစ်ခုမှာသွားမယ်တိုင်တိုလေးသွားထိုးမယ်ပြီးရင်ဖွန်မီတဲ့နဲ့တော့3ခုထိုးမယ်ဒီတစ်ခုကြော်ပြီးတော့နောက်တစ်ခုမြောက်မှာတိုင်တိုနဲ့တွဲမယ်အဲ့ဒီတိုင်းပဲဒီမှာဆက်ပြီးတော့ထိုးမယ်အားလုံး12ခုရပါမယ်အဲဆိုဒီလိုအခုံးလေးတွေအားလုံး12ခုရှိမယ်တော့အဲဆိုအားလုံး12ခုရပြီဆိုလို့ရှိရင်ဒီခုံးလေး12ခုရပြီဆိုရင်ဒီဘက်ဘေးကိုဖွန်မီလေးတစ်ချက်နောက်ဆုံးမှာဖွန်မီလေးတစ်ချက်ထိုးလိုက်ထိုးပြီးရင်တစ်ဖက်ကိုလှည့်ပါမယ်လှည့်ပြီးတော့အခုဒီအခုံးလေးတွေထဲမှာဒီဖွန်မီ3ခုလုပ်ထားတဲ့အခုံးလေးတွေထဲမှာတိုင်လေးတရစ်တိုင်လေးဒီစီလေး6တိုင်စီလိုက်ထိုးပါမယ်ဆိုရင်ဒီစီအားလုံး6တိုင်ထိုးပါမယ်ဒီထဲမှာ6တိုင်ရပြီဆိုလို့ရှိရင်အခုဒီအလဲတိုင်တိုးထိုးထားတဲ့ထဲမှာရှက်ကော်လေးနဲ့တော့ပိတ်မယ်ရှက်ကော်လေးနဲ့တော့ပိတ်လိုက်မယ်ဆိုဒီလိုပွင့်ဖက်အခုံးလေးတစ်ခုရမယ်အဲဆိုကြံတဲ့နေရာတွေမှာလည်းဒီဘက်ဖေးတွေအကုန်လုံးလည်းအဲ့တိုင်းပဲလိုက်ထိုးမယ်တရစ်တိုင်လေး6တိုင်ဆိုအားလုံးပွင့်ဖက်တွေအကုန်လုံးကိုထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီကြိုးလေးကိုရှည်ရှည်လေးခြံထားပြီးတော့ဖြတ်မယ်အောက်ဖက်မှာသူနှင်းစီပွင့်လေးကိုဖြတ်အောင်လို့လိုက်ပြီးတော့ချုပ်ဖို့အတွက်ကိုကြိုးရှည်ရှည်လေးခြံထားမယ်ပြီးတော့သူ့ကိုလက်ချုပ်အပ်လေးနဲ့လိုက်ပြီးတော့အောက်ဖက်မှာတွဲချုပ်ပါမယ်ဆိုသူ့ကို
အခုဒီဟာကခုနထိုးထားတဲ့အလှဘက်ရှိတယ်။နင်းစီပွန်လေးအတွက်ကိုသူ့ပြောင်းပြန်လေးလှန်လိုက်မယ်။အနောက်ဘက်ဒီအနောက်ဘက်ကနေလို့လှည့်ပြီးတော့ချုပ်သွားမယ်။ဆိုရင်ပွင့်ပတ်လေးတွေပေါ်သွားအောင်လို့လိုက်လိမ့်သွားမယ်။လိမ့်ပြီးရင်တော့ဒီအောက်ခြေလေးကနေသွားပြီးတော့တွဲချုပ်သွားပေးပါမယ်။ဆိုရင်ပန်းပွင့်လုံးပုံလေးရပြီဆိုလို့ရှိရင်ဒီအောက်ခြေလေးရှိရဲအခုဒီအောက်ခြေလေးမှာဒီအောက်ခြေ foundation ရဲ့ချိန်လေးတွေကနေလိုက်ချုပ်မယ်ဆိုလို့ရှိရင်ပန်းပွင့်လေးတွေဟိုဒီအဝိုင်းမှာကတ်ချင်သလောက်ပုံစံလေးတွေလိုချင်တဲ့အရေးအတွက်လေးတွေထိုးထားပေးပါမယ်ကလေးတွေထိုးပါမယ်ဒီပန်းပွင့်လေးတွေနဲ့အနောက်မှာတွဲမယ်တရွက်ကလေးတွေတရွက်လေးအတွက်ကိုဒီစိမ်းအောင်ချီလေး3 ply ချီလေးတောင်းထားပါတယ်ဆိုရင် green shot လေးစလုပ်မယ် green shot လေးစလုပ်ပြီးဆိုရင်သူ့ကိုဖွန်မီလေးအလုံး6ခုထိုးပါမယ်ဖွန်မီ6ခုစထိုးမယ်1 2 3 4 5 6 9ခုထိုးပြီးဆိုလို့ရှိရင်သူ့ကရက်ဖွန်မီတစ်ခုကိုကြော်ပြီးတော့ဖွန်မီတစ်ခုကြော်ပြီးတော့နောက်တစ်ခုမှာအဝင်ပြီးတော့တိုင်တိုထိုးသလိုမျိုးတစ်ခုထိုးထားမယ်ဆိုရင်တိုင်တိုလေးတစ်ခုစာတော့ကိုထိုးထားမယ်ပြီးရင်တရက်တင်လိုက်တယ်တရက်တင်ပြီးတော့သူ့ဘေးကဖွန်မီတဲ့ကိုသွားမယ်ပြီးတော့တရက်ထပ်တင်ပြီးတော့ဒီထဲကနေဆွဲထုတ်တယ်အဲဆိုရင်အဲ့ရဒီရှေ့ဆုံးမှာရှိတဲ့နှစ်ပင်ကိုနောက်တစ်ချိန်တရက်တင်ပြီးတော့ဖြုတ်ဒါဆိုဒါကတိုင်လေးတစ်တိုင်ရမယ်တိုင်ရှည်လေးတစ်တိုင်အတွက်ကိုသူယူထားတယ်အဲဆိုသူ့ဘေးကဒီတိုင်ဖွန်မီလေးတွေမှာလည်းအဲ့ဒီတိုင်ပဲဒီလိုတိုင်လေးတွေလိုက်ထိုးမယ်တရက်တင်လိုက်တယ်သူ့ဘေးကနောက်ထပ်ဖွန်မီတစ်ခုကိုသွားတယ်ပြီးတော့ချီကောက်ပြီးတော့ဆွဲထုတ်တယ်ဆွဲထုတ်ပြီးရင်အပေါ်မှာရှိတဲ့ဒီရှေ့ဆုံးကရှေ့ဆုံးက2ပင်ရှိတယ်တရက်တင်ပြီးတော့ရှေ့ဆုံးက2ပင်ကိုထုတ်မယ်ဆိုရင်ချီတရက်တင်နဲ့ဘေးကဖွန်မီတဲ့ကိုသွားတယ်ပြီးတော့ချီတရက်ဆွဲပြီးတော့ယူမယ်ဒါဆိုထိပ်ဆုံးက2ပင်ကိုဖြုတ်မယ်ဆိုရင်တိုင်လေးတွေဟိုဒီမှာ1 2 3 4တိုင်ရပြီ5တိုင်6တိုင်9တိုင်အဲ့တော့တရက်တိုင်လေးတွေ9တိုင်ရမယ်ဆိုရင်9တိုင်ရပြီဆိုလို့ရှိရင်နောက်ဆုံးတရက်တင်ပြီးတော့နောက်ဆုံးကတပင်နဲ့ကိုပဲအခုနောက်ဆုံးကတပင်အရင်ဆုံးဖြုတ်လိုက်တယ်နောက်ဆုံးကတပင်ကိုအရင်ဖြုတ်လိုက်တယ်ဖြုတ်ပြီးရင်နောက်တစ်ချိန်ကျတော့ဒီမှာဒီနောက်ဆုံးမှရှိနေ2ပင်ရှိတယ်အဲ့2ပင်ကိုဖြုတ်ဆိုနောက်တစ်ချိန်လည်း2ပင်ဖြုတ်ဆိုရင်နောက်တစ်ချိန်2ပင်စီဖြုတ်သွားမယ်2ပင်စီဖြုတ်သွားမယ်ဆိုရင်နောက်ဆုံး2ပင်စီဖြုတ်ဒါဆိုတရွက်ရဲ့တစ်ချမ်းရပြီဆိုလို့ရှိရင်အခုဒီဘက်မှာဖွန်မီလေးတွေရှိတယ်ဆိုတော့တစ်ဖက်လှည့်လိုက်တယ်ဒီထိပ်ဆုံးကဖွန်မီတစ်ချမ်းဘက်ကိုဝင်မယ်ဆိုဒီဘက်ကကွင်းထဲမှာခုနတိုင်းပဲတိုင်တိုလေးတစ်ခုစားတယ်ပြီးရင်တရက်တိုင်လေးတွေလိုက်ထိုးမယ်သူရဲ့ဒီဖွန်မီ
ဒီအောက်ဘက်ကဖွန်ပြီးတဲ့မှာတရက်တိုင်လေးတွေခုနအောက်ဘက်ကတရက်တစ်ချမ်းထိုးသလိုပဲဆက်ထိုးမယ်ဆိုရင်အဲ့ဒီတိုင်းပဲသူလည်းဟိုဘက်အစုံရောက်တဲ့အထိကိုဒီအဆုံးထိရောက်တဲ့အထိကိုဆက်ထိုးမယ်ဆိုရင်သူအဆုံးသက်ရောက်ပြီဆုံးသက်ရောက်ပြီဆိုလို့ရှိရင်တရက်တင်ပြီးတော့နောက်ဆုံးတစ်ပင်ကိုအရင်ဖြုတ်တယ်ပြီးရင်တော့ကျန်တာတွေကတော့တရက်တင်ပြီးတော့နှစ်ပင်ဖြုတ်တယ်ဆိုရင်တရက်တင်ပြီးတော့နှစ်ပင်ဖြုတ်တယ်ဆိုတော့ကျန်တာတွေကျတော့နှစ်ပင်စီဖြုတ်သွားပါမယ်ဆိုရင်နှစ်ပင်စီဖြုတ်သွားတယ်နောက်ဆုံးကျရင်3ပင်လေးရမယ်3ပင်စလုံးကိုဖြုတ်လိုက်မယ်ဖြုတ်လိုက်ပြီဆိုရင်တော့ဒီဘက်တစ်ဖက်ကိုလှည့်လိုက်လှည့်ပြီးဒီမှာထိတ်ဆုံးမှမြင်နေရတဲ့ဒီကွင်းလေးရှိတယ်ဒီကွင်းလေးထဲဝင်ပြီးတော့တရေကောက်ပြီးတော့နှစ်ပင်လောက်ဖြုတ်လိုက်မယ်ဖြုတ်လိုက်ရင်ခုတော့ဆိုတာတစ်ရွက်ကလေးရမယ်ဆိုရင်တစ်ရွက်လေးရပြီဆိုလို့ရှိရင်သူ့ကိုဖြတ်ပြီးတော့ဒီအက်ကလေးအချီလေးတွေအစားတက်ထားလို့ရပြီဆိုလို့ရှိရင်တော့ကိုအသုံးပြုခြင်းတလောက်တစ်ရွက်အရေးအတွက်ကလေးတွေဒီလောက်ထိုးထားလို့ရပါတယ်